တရားတစ်စက်လို့ပဲအဲ့ဒီတရားပေါ်ဖြစ်ဖြစ်တဲ့အခါကျရင်ဒါမှမဟုတ်ငေးကြည့်ထိုင်ကြည့်ပြေးကြည့်တဲ့အခါကျရင်လွတ်လပ်တဲ့ရည်စင်းကြောင်းတွေတွဲလိုက်လိမ့်စင်လို့ခေပြိုင်ကုန်တွေမော်ဒန်ချက်တွေဝေးစားနေတာကိုတွေ့ရတော့တာလေဒါလည်းပြတရားနဲ့တူလက်လက်လေးကြိုးစားပါတယ်ပေါ့တကယ်ချင်းရောင်စုံဝေးပြချင်တာတရားတွေဘုဘလုံးနေစင်ရဲ့လေမျောလင်းထားတဲ့ပန်းတိုင်းရှင်ခွေနန်းတော်တဲ့မှာပဲအတိုင်းစားမရှိသူမြင်တာဘယ်မှာရှာတွေ့မလဲJohn,